မွန်ပြည်နယ်မော်လမြိုင်မြို့မှာစစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေဟာလမ်းသွားလမ်းလာဒေသခံပြည်သူတွေရဲ့လက်ကင်ဖုန်းတွေကိုပြစ်မှတ်ထားစစ်ဆေးနေပြီးငွေကြေးအစမတန်တောင်းခံတာတွေရှိနေတယ်လို့မြို့ကန်တွေရဲ့ပြောပြချက်အရသိရပါတယ်။လုံခြုံရေးတင်ကြပ်ထားတဲ့မော်လမြိုင်မြို့ပေါ်မှာပြီးခဲ့တဲ့ဒီဇင်ဘာဒုတိယပတ်ကစလို့စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေကမြို့ရဲ့အဓိကကျတဲ့နေရာတွေနဲ့လမ်းစုံလမ်းကွာတွေမှာပိတ်ဆို့ရှာဖွေမှုတွေတိုးမြင့်ထားတာဖြစ်ပါတယ်။အဲ့ဒီလိုစစ်ဆေးရမှာလဲစစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေဟာအရင်ကကားဆိုင်ကယ်တွေကိုသာစစ်ဆေးရမှာအခုနောက်ပိုင်းဒေသခံပြည်သူတွေရဲ့လက်ကင်ဖုန်းတွေကိုပါစစ်ဆေးမှုတွေပြုလုပ်လာပါတယ်ဒေသခံပြည်သူတွေရဲ့လက်ကင်ဖုန်းတွေကိုစစ်ဆေးရမှာတော်လှန်ရေးလှုပ်ဆောင်သူတွေနဲ့စစ်ကောင်စီလက်မခံတဲ့သတင်းဌာနတွေမှာလိုက်ပေးတာမှတ်ချက်ပြုရေးသားတာနဲ့ပြန်လည်မျှဝေတာတွေရှိမရှိစစ်ဆေးပြီးတစုံတစ်ခုတရှိပါကငွေကျပ်သိန်းနဲ့ချီတောင်းခံတာတွေရှိနေတယ်လို့မြို့ကန်တွေကပြောဆိုပါရယ်တစ်ဖက်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအရင်ကလုံခြုံရေးအကြောင်းပြချက်နဲ့ကားဆိုင်ကယ်တွေရဲ့ဘောက်တွေကိုစစ်ဆေးကြရမှာနောက်ပိုင်းမှာလုံခြုံရေးနဲ့မသက်ဆိုင်တဲ့ဆိုင်ကယ်လိုင်စင်စစ်ဆေးတာရေမောင်းလိုင်စင်စစ်ဆေးတာတွေအပြင်နံပါတ်ပြားနဲ့မှန်ထောင်တွေကအစားစစ်ဆေးပြီးငွေကြေးတောင်းခံတာတွေလှုပ်ဆောင်နေတာပါဒါအပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာညပိုင်းအချိန်လုံခြုံရေးစစ်ဆေးတဲ့နေရာမှာလည်းတာဝန်ကျရင်တွင်အရက်သေးစာတောက်စားပြီးစစ်ဆေးမှုတွေပြုလုပ်နေသလိုအမျိုးသမီးတွေကိုလည်းထိကဘာရှိကဘာလိမ်မိုင်းဆိုင်ရာစော်ကားတဲ့စကားတွေကိုလည်းပြောဆိုတာတွေရှိတယ်လို့ကိုတွေ့ကြုံခဲ့ရတဲ့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးစစ်ကောင်စီခန့်မွန်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရဒေါက်တာအောင်မြတ်ကျော်စိန်ထံတန်လွင်တိုင်းကဆက်သွယ်မေးမြန်းခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူး။မွန်ပြည်နယ်မော်လမြိုင်မြို့မှာအခုလအတွင်းစစ်ကောင်စီရဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်အပါအဝင်ဝင်ကြီးများအင်အားတွေကိုတော်လှန်ရေးအင်အားစုပူးပေါင်းဖွဲ့တွေက drone နဲ့လာရောက်တိုက်ခိုက်ပြီးနောက်လုံခြုံရေးအထူးတင်ကြပ်ထားတာဖြစ်ပါတယ်။